For me, I want to say thank you for referee. We meet 2 times. This referee, Malaysia game and this Thailand game. He is not fair. He give 3 penalty. For me, I don't want to say anything. But I'm so proud of my team. ကျွန်တော်မြန်မာအသင်းဟာ Asian Thai အသင်းကို2-0ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်သွားခဲ့ပြီးတော့ AFF Honai Cat 2016ခုနှစ်ရဲ့အုပ်စုကနေပဲလှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ပွဲကြောင်းနေငယ်ပြန်ပြောရမယ်ဆိုရင်ဒီနေ့ထိုင်းနဲ့တွေ့ခဲ့တဲ့ပွဲစဉ်ကမြန်မာအသင်းဟာထိုင်းအသင်းကို pressure ကောင်းကောင်းပေးပြီးတော့ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားသွားနိုင်ခဲ့တဲ့ပွဲစဉ်ကောင်းတစ်ပွဲဖြစ်ခဲ့တာပါ။ပြောရမယ်ဆိုရင်တော့မြန်မာအသင်းဟာထိုင်းကိုနိုင်ဖို့အခွင့်အရေးတွေအများကြီးရှိခဲ့တဲ့ပွဲတစ်ပွဲဆိုရင်လည်းမမားပါဘူး။မြန်မာအသင်းက big chance တွေရခဲ့တယ်။လွင်မိုးအောင်ဝင်းနိုင်ထွန်းတို့ရဲ့တွင်းကိုတွေဟာဘားတန်းထိပြီးထွက်ခဲ့လို့သာထိုင်းအသင်းတက်တရာရခဲ့တာလည်းဖြစ်ပါတယ်။အထူးသဖြင့်မြန်မာအသင်းဟာဒီနေ့မှာအသင်းလိုက်ကစားဟန်တဲ့တူးချင်း individual skill တွေကောင်းလုံးခဲ့ပေမဲ့လည်းဒါဝင်းနိုင်ထွန်းစိုးမိုးကျော်တို့ရဲ့ဒီဂိုးရီအပေါက်ထဲမှာလက်ထိသွားခဲ့တဲ့ဟန်ဘောတွေနဲ့ဒါပက်နတီတွေပေးလိုက်ရလို့လားထိုင်းအသင်းကိုမြန်မာအသင်းရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်အထူးသဖြင့်ဂျပန်ကွင်းလက်တက်လူကြီးအိုဟာရှီယူဆူကီကလည်းတိတိတသာလို့ပြောလို့မရပေမဲ့လည်းထိုင်းအသင်းနဲ့ပတ်သက်ပြီးတော့ဗတ်လိုက်မှုတချို့ရှိခဲ့တဲ့ပုံရိပ်တွေကိုလည်းကျွန်တော်တို့မြန်မာအသင်းရဲ့ကစားသမားတွေခန်းစားခဲ့ရတာလည်းရှိပါတယ်အဲ့ဒီအကြောင်းတွေကိုတော့ဒီပြိုင်ပွဲပြီးသွားတဲ့အချိန်မှာဂျုံမင်းဦးကဒီ AFF Championship ကလူတွေနဲ့အင်တာဗျူးတဲ့အချိန်မှာသူ့ရဲ့ခံစားရတဲ့ခံစားချက်တွေကိုကျွန်တော်တို့ရဲ့အသင်းကစားသမားဂျုံမင်းဦးကထုတ်ဖော်ပြောသွားခဲ့တာလည်းရှိပါတယ်ဂျပန်နီးပြနဲ့ပတ်သက်ပြီးဂျုံမင်းဦးပြောသွားတာကအခုကင်တွေခဲ့တဲ့ဂျပန်ကွင်းလေဒိုင်လူကြီးကမလေးရှားနဲ့ထိုင်းဒီနှစ်ပွဲမှာတွေ့ဆုံခဲ့တဲ့အချိန်မှာပက်နတီ3ခုထိပေးခဲ့တယ်အဲဒါကြောင့်ကျွန်တော်စိတ်ထဲမှာတော့ကျွန်တော်တူးတဲ့မြင်ရဆိုရင်တော့ဒါလုံးဝ fair ဖြစ်တဲ့ခံစားချက်တစ်ခုဖြစ်မနေဘူးဘာပဲဖြစ်ကျွန်တော်ကတော့ကျွန်တော်တို့အသင်းမြန်မာအသင်းအတွက်ကျွန်တော်အများအားဂုဏ်ယူနေပါတယ်လို့သူကဝဲပြီးသတင်းတောက်ရဲ့မင်းမြတ်မှုကိုဖြေကြားသွားခဲ့တာကိုလည်းတွေ့ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ထိုင်းအသင်းကို2-0ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်သွားခဲ့တာကိုတော့ဒါ record ပြန်ပြင်လို့မရတော့ပေမဲ့လည်းကျွန်တော်မြန်မာအသင်းဒီHonai Cat တလျှောက်မှာကစားသွားခဲ့တဲ့ခြေစွမ်းဟာကျွန်တော်တို့ဟော်လန်နီးပြကြီးရောက်လာတဲ့အန်ဒါဆန်ရောက်လာတဲ့အချိန်နဲ့စပြီးတော့ပုံစံကောင်းတွေကိုပြသထားနိုင်ခဲ့တာကြောင့်ပရိသတ်တွေဟာမြန်မာအသင်းအပေါ်ကိုယုံကြည်မှုတွေတစ်ဖန်ပြန်လည်ရောက်ရှိလာပြီလို့မှတ်ချက်ပြုရမှာဖြစ်ပါတယ်။များမကြခင်လပိုင်းတွေမှာတော့ကျွန်တော်တို့လက်ရွေးစင်အသင်းဟာအာဆီယံကပ်ပြိုင်ပွဲကိုရှင်ပြိုင်သွားဖို့တွေရှိနေပြီးတော့အဲ့ဒီပွဲစဉ်တွေမှာလည်းအကောင်းဆုံးပုံစံတွေနဲ့နီးပြကြီးအန်ဒါဆန်နဲ့မြန်မာအဖွဲ့သားတွေပြန်လာမယ်လို့လည်းယုံကြည်ပါတယ်။အခုစီစဉ်အနောက်မှာတော့ဂျုံမင်းဦးရဲ့အင်တာဗျူးဖြေထားတဲ့တန်လူကြီးနဲ့ပတ်သက်ပြီးမျှတမှုမရှိဘူးလို့အင်တာဗျူးဖြေထားတဲ့ file လေးကိုကျွန်တော်တို့ထည့်သွင်းဖော်ပြပေးထားပါတယ်။ပရိသတ်တွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ Our group is very difficult. Thailand, Malaysia, Philippines. Yeah, I'm so proud of my team. Yeah, we have a lot of learning this tournament. For me, I want to say thank you for referee. We meet 2 times. This referee, Malaysia game and this Thailand game. He is not fair. He give 3 penalty. For me, I don't want to say anything. But I'm so proud of my team. Okay.